ကွဓမ္မီယအိမ်မြောင်စာရေးဆရာမကွေးညိုစိတ်ဓမ္မီယလောကစာအုပ်မှကောက်နှုတ်ထားခြင်းဖြစ်ပါသည်ကျွန်တော်၏လက်ဝဲထိုင်းနိုင်ငံမှထူးဆန်းသောတသက်ဝါတစ်ကောင်ရှိနေသည်တင်ယုံကြည်အောင်ပြောပြလိုပါသည်ဒီလိုပါမြမပြည်တွင်အမီးနှစ်ခွအိမ်မြောင်သာရှိတွေ့ဘူးသည်ထိုအမီးနှစ်ခွအိမ်မြောင်မှာရှာရှာပပဖြစ်သည်မြင်ကျင်တိုင်းမမြင်ရတွေ့ကျင်တိုင်းမတွေ့ရပေအိမ်မြောင်အမီးနှစ်ခွသည်ထိုင်းနိုင်ငံတွင်မူအမီးနှစ်ခွအမီးသုံးခွနှင့်အမီးကိုးခွတည်းရှိသောအိမ်မြောင်များကိုထိုင်းဖုန်ကြီးကျောင်းတွင်ဝင်းမြူထားကြပြီး၎င်းလျင်ကျပ်9သိန်းဖြင့်ရောင်းချပြီးရန်ပုံငွေရှာနေသည်ကိုတွေ့ရ၏ထိုရောင်းရငွေများဖြင့်ထိုင်းနိုင်ငံမှမြန်မာပြည်သို့လာရောက်ပြီးမိဘမဲ့မြန်မာတိုင်းရင်းသားများအတွက်စာသင်ကျောင်းများရှင်တရားရှင်ပြုပွဲများလုပ်ပေးနေသည်ကိုစာရေးသူကိုယ်တိုင်လိုက်ပါဆောင်ရွက်ပေးခဲ့၏2014ခုနှစ်ကပင်းတရမြို့နယ်ရေဖြူကန်ကျေးရွာတွင်ပအို့လူမျိုးမိဘမဲ့ကလေး130ယောက်ရှင်ပြုပေးခဲ့၏တာယာဝတီမြို့မင်းကျောင်းဖုန်ကြီးကျောင်းမှမိဘမဲ့ကလေးများစာသင်ကြရအတွက်မိုးလုံလေးလုံတိုက်ကျောင်းဆောင်ရန်နှင့်ဗလာစာအုပ်များကျောင်းသားဝတ်စုံများလှူဒန်းခဲ့သည်ယခုလာမည့်2025ခုနှစ်မေလထဲတွင်မြကြီးနားမြို့ဟိုပင်ကျေးရွာတွင်တိုင်းရင်းသားမိဘမဲ့ကလေး130ရှင်ပြုနာတာပွဲလုပ်ရန်ယခုကတည်းကလှူပွဲပစ္စည်းပို့ဆောင်လျက်ရှိတာယာဝတီမြို့မင်းကျောင်းကိုပစ္စည်းများအပြင်ကျောင်းဆောင်ရန်7,400ကျပ်လှူဒန်းထားခဲ့၏စာရေးသူသည်30ရက်12လ2023တနင်္လာနေ့ကဆရာတော်ရွှေညဝါဆရာတော်စာရေးဆရာဖျားလေးတိုင်းညွန့်တို့နှင့်အတူထိုင်းနိုင်ငံဗန်ဒီမြို့မှရွှေပါရမီပညာဒါန၏ဖိတ်ကြားချက်အရတတိယအကြိမ်မြောက်ပြည်မိုက်တရားပွဲနှင့်စာပေဟောပြောပွဲသို့တွားရောက်ဟောပြောခဲ့ရမှာ၎င်းဘုန်းကြီးကျောင်းတွင်အမီးနှစ်ခွအမီးသုံးခွနှင့်အမီးကိုးခွအိမ်မြောင်များဝင်းမြူသားဖောက်နေကြသည်ကိုတွေ့ရှိခဲ့သဖြင့်အလှငွေကျပ်9သိန်းလူပြီးအမီးကိုးခွတစ်ကောင်ကိုစွန့်ခိုင်းပြီးယူခဲ့ပါသည်အမီးကိုးခွအိမ်မြောင်၏အစွမ်းမှာအောက်ပါအတိုက်ဖြစ်သည်အမီးကိုးခွအိမ်မြောင်၏အစွမ်းနံပါတ်1မိန်းမကိုစွန့်သွားသောယောက်ျားကိုစွန့်သွားသောမိန်းမဘုတ်ချဆက်ဆက်အိမ်ပြန်ရောက်ရမည်နံပါတ်2ကိုကချစ်ခင်မှတော့လေကိုကိုပြန်မချစ်သောမိန်းမယောက်ျားပြန်ချစ်ရမည်မျက်နှိုးတွေ့တာရမည်နံပါတ်3ရွှေချပြီးစောင်းထားပါကစီးပွားလက်လာပါတိုးမီအထက်လူကြီးချစ်ခင်မြောက်စားမီအောက်လက်ငယ်သားကကိုကိုရိုသေလေးစားချစ်ခင်သည်စီးပွားအပြိုင်လုပ်ငန်းအပြိုင်များကိုနိုင်ရမည်နံပါတ်4ရောင်းဝယ်သမားများအပြိုင်ဆိုင်ဖြစ်ပါကကိုကနိုင်ရမည်နံပါတ်5တရားတစ်ပောင်ဖြစ်ပါကကိုဘက်ကမှန်မှန်နိုင်ရမည်စေးစီရင်ပုံပထမအမီးကိုကွာအိမ်မြောက်ကိုအသက်သွေးရမည်စွမ်းအားများတွင်းသောဂါရာကိုဂါရာအစစိုးယူပြီးတိုင်းပတိတစ်လုံးချရမည်ပတိတစ်ပတ်ပြေသွားသောအခါဂါရာရွတ်ဆိုခြင်းကို108ခေါက်ပြေသွားမည်ဖြစ်သည်ထိုဂါရာကိုညနေနွားရိုက်သွင်းချိန်နွားများအစာစားရန်လွှတ်ထားရမှအိမ်သို့ပြန်ယူလာသောအချိန်ညနေ6နာရီတွင်ထိုဂါရာအားအမီးကိုကွာအိမ်မြောက်ကိုရှေ့မှထားလျက်လူတစ်ယောက်ကိုပုဂ္ဂိုလ်တူတစ်ယောက်ကိုအမိတ်ပေးတဲ့ကဲ့သို့မထန်ရွတ်ဆိုရမည်ရွတ်ဆိုရမည်နေရာများမှာနံပါတ်1နာမည်ကြီးသိန်းញိုင်းနံပါတ်2မြို့တော်နတ်ကိုအနည်းရှိအကြီးဆုံးတစ်ပင်ဥပမာအဖြစ်နတ်နေပင်နံပါတ်3လူအများရေချိုးသောနေရာမြစ်စိတ်ကမ်းနှစ်ဖူးရေတွေးရေကန်အနီးနံပါတ်4တကိုးကြီးဖျားရှိနံပါတ်5တကိုးကြီးဆရာတော်ဖျားများ၏ကျောင်းတွင်းရှိဥပမာအဖြစ်တိမ်စသည့်နေရာများတွင်တရက်တည်းအပြီးတော်၎င်း9ရက်တော်၎င်းရွတ်ဖတ်နိုင်ရမည်ထို9ရက်အတွင်းရက်ပြက်မရှိစေရရွတ်ဆိုရမည်ကားတော့အုံပပဒဟုမြင်းမိုခန်းဝါလေးဖြာစတုကျွန်းလေးခုတွင်စောင်းချင်းမြဲထွေဝတုံတရေနှင့်ရေမြေပိုင်ဆိုးပိတ်တနိုးနှင့်လက်ညှိုးညွှန်လျက်ရှစ်တောက်ဘက်ကပြလျက်ကိုရောင်ညီနောက်တကြဟိလျက်ခေါ်ဝတ်တက်၏
ရေလိုက်လိပ်ပြာနတ်ဒေဝါတို့ငါဤအာကာမနေရရှာလူဤလိပ်ပြာနတ်ဤလိပ်ပြာစုံဤလိပ်ပြာတစေတရေဤလိပ်ပြာဂယုနာဆိုင်ဆိုင်ငမိုက်မှောင်ကြီးကျင်းเสียကျင်းဝတ်เสียဝတ်ကိုးမော်သွင်း၍ဆယ်မော်သွင်းသည်အိုခန်းတွေမဲရင်နုချင်းเสียချင်းကက်เสียကက်အုံသူရတတိခန္ဒီမဲလှနမိမ့်မချင်းเสียချင်းကက်เสียကက်ဟုထိုငါးနေရာဌာနတွင်ရွတ်ဆို၍တကိုးအာနီးတင်ပြန်သွင်းပြီးနောက်ပီယာဆေးဖော်မီဆိုလျင်အမှုတ်ကျိတ်ထားရမည်အဆောက်ထားမည်ဆိုလျင်အကောင်လိုက်ရုံးဝပြတ်ထားရမည်စာရေးသူကထိုအိမ်မြောင်အားရွှေချထားပြီးအဆောင်အဖြစ်တွားလျာယူသွားပါသည်ရန်သူမရှိစာရေးသားမှုချုံးမွေအစဉ်ပြေပြီးရခင်ကမပြောနိုင်မဆိုနိုင်ဖြစ်နေသောပုဂ္ဂိုလ်များပင်လူကိုမြင်လျင်ပြုံးပြ၍နှုတ်ဆက်နေကြပါပြီတကယ်စွမ်းနေပြုတ်မယုံမရှိနဲ့ကိုတွေ့ပြကဲပီယာဆေးဖော်နေကလေးတွေဖက်ကြည့်ပါဦးတခြားနည်းလမ်းများလည်းရှိသေးတယ်ယောက်ျားကြိုက်ပီယာဆေးမိန်းမကြိုက်ပီယာဆေးဖော်ပြရန်မသိ၍ခြံထားခဲ့ပါသည်ပြိုင်ဆိုင်နိုင်ယူခြင်းလျင်ဥပမာကိုကကုံစုံဆိုင်ဖွင့်ထားသည်ကိုအိမ်နီးချင်းကလည်းကုံစုံဆိုင်ဖွင့်ထားသည်ကိုဆိုင်လူမလားသူ့ဆိုင်သာတွားပြီးဝယ်နေသူများကိုစီရောက်လာရန်သို့မဟုတ်ရိုးရောက်စခန်းရောက်အမှုဖြစ်နေလေလောက်ရမည်ကိစ္စမှာမိမိရဲ့အိမ်ဒဇက်မြိတ်အောက်တက်တဲ့အိမ်ရှိအမိုးအောက်တွင်တွင်းတထွာတမိုင်နဲ့တူပါထိုတွင်းထဲသို့မုတ်အကျော်15မျိုးထည့်ပါ၎င်းပေါ်မှာအိမ်မြောင်မှုတ်ကိုဖြူးလိုက်ပါထိုတို့ထည့်ထားပြီးအိမ်မြောင်ကိုအသက်သွင်းခဲ့သောဂါရာကို108ခေါက်ရွတ်ပါရွတ်ဆိုပြီးပါကနင်တို့ထက်ကြီးသောနတ်ဒေဝါတို့ရဲ့အမိတ်ဒီဘဝန်းကျင်မှာရှိကြကုန်သောတရေတစေနှင်းစာပိတ္တာမြေဖုတ်ဘလူးစုံးကိုဝေတို့လာကြကုန်လောငါကြွေးသောအစားအစာများကိုစားကြကုန်လောငါအစာကိုစားပြီးပါကတခြားဆိုင်မှာဝယ်နေသောဈေးဝယ်သူများကိုငါဆိုင်ကိုခေါ်ခဲ့ကြဟု၍၎င်းငါအစာကိုစားပြီးပါကငါနဲ့တရက်ပြိုင်ကိုဒီမှုနဲ့ပတ်သက်ပြီးတရက်ပြိုင်ဘက်မှပါနေသောအစိုးရမင်းမှုတန်းများရှင်းနေများနှင့်တပ်သေးများအားပြောနိုင်မဆိုနိုင်အောင်ချုပ်ကင်ထားပြီးဒီမှုမှာငါ့ကိုနိုင်အောင်လုပ်ပေးကြဟု၍၎င်းငါအစာကိုစားပြီးပါကငါအိမ်ကထွက်သွားသောယောက်ျားသို့မဟုတ်မိန်းမကိုငါစီရောက်ပြန်လာခေါ်ခဲ့ကြဟု၍၎င်းလိုရာဆူတောင်းနိုင်မှာကြောင်းဤကဲ့သို့စီရင်နည်းကိုပြောကြားပေးခဲ့သောစာရေးဆရာဇာဂရတရသောကြီးမြနိုင်စာပေစာနယ်စည်းဥက္ကဋ္ဌအားအထူးပေကျေးဇူးတင်ပါကြောင်းမှတ်တမ်းတင်လိုက်ရပါတယ်ဤသို့လိုရာဆူတောင်းပြီးနောက်အစားအသောက်များကိုမြေဖို့ခဲ့ပါမည်လောကမှာသိပ္ပံပညာရှင်မှတိုင်းထွာနိုင်သောကိစ္စတွေရှိပြီမယုံမရှိနဲ့တကယ်စွမ်းတယ်ဆိုတာသေချာရလားဆရာအဲ့ဒီဒါဆရာကပြုံး၍တကယ်စွမ်းမစွမ်းလက်တွေ့ပဲပြို့ကျွန်တော်ကခိုင်းမသွားဆိုသည်အသေးစိတ်ကိုကျွန်တော်ထံမေးပါကပို၍အဆင်ပြေမိထင်သည်အဲ့ဒီဒါဆရာကကျွန်တော်၏အိမ်မြောင်အဆောင်ကိုသေချာစွာကြည့်မိသည်အိမ်မြောင်သည်အရှိလက်လက်ကိုပလတ်စတစ်လောင်းထားရာမီးကျွမ်းတကဲ့သို့မဲနေသည်လောကသည်ထူးဆန်းဖွယ်ရာများနှင့်ပြည့်နှက်နေသည်မယုံမရှိပါနဲ့အားလုံးလိုရာဆန္ဒပြေဝကြပါစေမကွေးညိုစိတ်